အားလုံးပဲမင်္ဂလာပါရှင်။ဆိုမြန်မာ channel မှာကြိုဆိုပါတယ်။တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့နဂါးမယ်တော်ကြီးအမတော်စောနန်းဒေဝီရဲ့အဆွတ်နွယ်များအကြောင်းပဲဖြစ်ပါတယ်။နဂါးမယ်တော်ကြီးအမတော်စောနန်းဒေဝီရဲ့အဆက်အနွယ်တွေအနေနဲ့ဘဝတစ်လျှောက်လုံးအစင်မပြေမှုတွေနဲ့တွေ့ကြုံခံစားရတတ်ပါတယ်။ဘဝမှာကိုလိုချင်တဲ့အရာဖြစ်ချင်တဲ့အရာတွေဘလို့အတားအဆီးခက်ခွဲတွေပဲရှိမဖြစ်ဖြစ်အောင်လုပ်တတ်ပါတယ်။မနာလိုတဲ့သူတွေမုန်းတီးတဲ့သူတွေများတတ်ပါတယ်။ကိုကမအောင်မြင်ခင်တောင်မနာလိုတဲ့သူတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။လောကဓာတ်မျိုးမျိုးကိုအရွယ်နဲ့မမျှအောင်ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။အချစ်ကြီးတယ်အစွဲလန့်ကြီးတယ်အညှို့တေးအမှတ်သေးကြီးတယ်။ဒါပေမဲ့ဖြစ်ချင်တာနဲ့ဖြစ်တဲ့တာကိုလည်းစဉ်းစားချင့်တတ်ပါတယ်။မေတော်ဤတိုက်ဆက်များဟာဝမ်းနဲ့ဝမ်းသာဖြစ်တာအယမ်းမြန်တတ်ပါတယ်။တစုံတဦးကြောင့်ရင်ထဲမှာစုနစ်ပြီးအောက်နေရတတ်ပါတယ်။ထိတ်လန့်မှုများလည်းမကြာခဏဖြစ်တတ်ပါတယ်။နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။ဘူတုဒရာဇာများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။